ဒီနေ့ကျွန်တော်ကဒီ online class လေးတစ်ခုသင်ရင်းနဲ့ပေါ့နော်ကျွန်တော်ကလေးတွေကိုစကားပြောရင်းတော့ကျွန်တော်ဒီတခြားညီလေးညီမလေးတွေရှိရင်လည်းကျွန်တော်အဲ့ဒါလေးကို share လုပ်တဲ့အနေနဲ့ဒီဖြစ်ပျက်လေးတစ်ခုကျွန်တော်ပြောပြခြင်းတာပေါ့နော် share လုပ်တာဘာလဲဆိုတော့ကျွန်တော်ငယ်ငယ်တော့ဒါဖတ်ခဲ့ရတဲ့ဒီဟာတာလေးတစ်ခုပေါ့နော်တုံတော်ကြီးရှားလော့ဟုံးပေါ့နော်ရှားလော့ဟုံးဆိုရင်ကျွန်တော်တို့အားလုံးကြားဘူးမယ်ထင်တယ်အဲ့ရှားလော့ဟုံးရဲ့သူရဲ့ပါတနာဒေါက်တာ Webson ရဲ့သူတို့ခရီးတစ်ခုအမှုကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့ခရီးတစ်ခုသွားကြတာပေါ့အဲ့ဒီမှာသူတို့လမ်းမှာဘာဖြစ်လဲဆိုတော့ခရီးကဝေးတော့လမ်းမှာညားအေးရတယ်ပေါ့ဗျာလမ်းမှာညားအေးရတဲ့အချိန်မှာအဲ့ဒီမှာသူကချက်ပြုတ်စားတော့လောက်ကြပြီးတဲ့အခါမှာသူတို့ဒီမိုးကရွက်ဖြစ်တဲ့လေးနဲ့စင်ပီမဲ့နေရာလေးမှာသူတို့မိုးကရွက်ဖြစ်တဲ့လေးတိဆောက်ပြီးတော့အိတ်ကြတာပေါ့ညာအဲ့မှာညာအိတ်ကြရင်လည်းဆရာတို့တခါလေးပြောနဲ့အိတ်ကြရင်လည်းပေါ့နော်ညလေလောက်မှာရှားလုံးကနိုးလာတယ်ပေါ့ဒါရှားလုံးနိုးလာတဲ့အခါသူကဒီတိုင်းပဲပက်လက်နေတာနဲ့ကောင်းကင်ကိုကြည့်ပဲပေါ့နော်ဒေါက်တာ Webson ကိုသူကနှိုးလိုက်ဒေါက်တာ Webson ထားအောင်ပေါ့နော်ထားအောင်ပေါ့ဗာလဲဆိုတော့ကြည်တမ်းဗျာကောင်းကင်မှာခမဲကျဲတွေစုံနေတွေ့လာဒါဒီလိုလေးပေါ့နော်ပက်လက်လေးဒေါက်တာ Webson ကလည်းတွေ့တယ်ဗျာခမဲအဲ့ဒါဘလို့ထင်တော့ပေါ့ဒီကျဲတို့ကြည်တမ်းဗျာခမဲဘလို့ထင်တော့ခမဲဘလို့စိတ်ထဲမှာဘလို့ဖြစ်တော့ပေါ့သူမေးတယ်ပေါ့မေးတော့ကြတော့သူကအဲ့မှာဒေါက်တာ Webson ကဒီကျဲတွေရဲ့အနေထားကိုသူကျဲတို့တခြားကြည့်လိုက်တာပေါ့နော်သူရှားလုံးကိုလေးစားရတော့သူသဘောလေးကြတော့ရှားလုံးပြောတဲ့ဟာကိုသူအလေးနဲ့ထားပြီးတော့ဒီကျဲတွေကိုသူတခြားလေးကြည့်စိုက်ကြည့်ပြီးတော့ခဏလောက်နေမှာဒီနက်ခတ်တာယာတွေကိုကြည်ချင်းအပြင်ကျွန်တော်တို့ဒီကျွန်တော်လေ့လာထားတဲ့ဒီနက်ခတ်ဗေဒပညာအရာဘယ်အချိန်မှာဘာတွေဖြစ်နိုင်တယ်ဘာညာပေါ့နော်သူနက်ခတ်သဘောတရားတွေနဲ့သူတခြားလေးကြာနာရှားလုံးကိုပြန်ပြောတဲ့ခါကျတော့ရှားလုံးကတခြားလေးနားထောင်ပြီးတော့မှသူကပြန်ပြောတယ်โอเคခမရဒါကိုတွေးမိတယ်ဗောဒီချာဒီကျဲတို့မြင်တဲ့အခါမှာဟုတ်တယ်ကျွန်တော်ဒါကြီးတွေးမိတယ်သူကတော့သူ့ကိုချီးကျူးမယ်ထင်ပြီးတော့ဒေါက်တာ Webson တော့ဒါသူယုံကြည်မှုအပြည့်နဲ့ပြောပါဗောနော်အဲ့ဒီချိန်မှာရှားလုံးကဘာပြန်ပြောလဲဆိုတော့ဒေါက်တာ Webson ဒီကျဲတွေကိုကျွန်တော်တို့မြင်ရပြီအိမ်နေနဲ့ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့မှာအကြောင်းရင်းတစ်ခုတေးကြတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့မိုးကရွက်ဖြစ်တယ်ခိုးခံလိုက်ရပြီပေါ့အဲ့တော့ဆိုတော့ကျွန်တော်တို့ကတချို့ကိစ္စလေးတွေကကျွန်တော်တို့စဉ်းစားနေတဲ့ပုံစံတွေကအကြောင်းအရာတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့စူးစမ်းနေတဲ့အရာတစ်ခုပဲဖြစ်ဖြစ်ဟိုးအဝေးပြဿနာတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုးအဝေးမဆိုင်တာတွေရှောက်စဉ်းစားနေမဲမြင်ရတယ်ကျွန်တော်တို့စိတ်ထင်ရတယ်ကျွန်တော်တို့စိတ်ထဲမှာထင်တဲ့အရာတွေကိုပဲကျွန်တော်တို့စဉ်းစားတယ်တကယ်တမ်းကျွန်တော်တို့ကြုံလိုက်ရတဲ့ပြဿနာတစ်ခုကိုဖြေရှင်းမယ်ပြဿနာတစ်ခုကိုစဉ်းစားမယ်ဆိုကျွန်တော်တို့အများကြီးစဉ်းစားမယ်ဒါဘာကြောင့်ဖြစ်လဲဒီမှာဆိုရင်ဒီဖြစ်ပြမှာဆိုကျွန်တော်နားလည်လိုက်တာပြဿနာတစ်ခုဖြစ်တယ်အများကြီးကျွန်တော်တို့မစဉ်းစားနဲ့ဘာကြောင့်ဒီပြဿနာဖြစ်တာလဲဘာကြောင့်ဒီလိုပြဿနာမျိုးအလားတန်ပြဿနာမျိုးတူတာခဏဖြစ်ရတာလေဥပမာဗျာကျွန်တော်တို့ပစ္စည်းတစ်ခုကိုပျောက်သွားတယ်အော်ကြီးဟစ်ချက်ဖြစ်တယ်နောက်တစ်ခါတခြားပစ္စည်းတစ်ခုပျောက်သွားအော်ကြီးဟစ်ချက်ဖြစ်တယ်အဲ့တော့ဒီပစ္စည်းကိုဘာလို့ခဏပစ္စည်းကဒါမျိုးပြောင်းလဲသွားတယ်ဘာလို့ခဏပျောက်နေရလဲဆိုတဲ့ပြဿနာကိုကျွန်တော်စဉ်းစားအဲ့လိုမဟုတ်ဘဲနဲ့ဥပမာကျွန်တော်တို့ကတော့ချိတ်ပျောက်သွားတယ်အဲ့တော့ချိတ်ပျောက်တာဘယ်သူယူရလဲဘာလဲနင်းကဘာလဲငါဘာလဲဆိုတာမျိုးတွေနောက်တစ်ခါကျွန်တော်တို့ကဖက်နှက်ထားတဲ့နေရာဖက်နှက်ကထားတဲ့နေရာမရှိတော့ဘူးဆိုတာမျိုးတွေကတကယ်တော့ကျွန်တော်တို့ကစီစနစ်တကြမထားဘူးဆိုတဲ့ပြဿနာကြောင့်ဖြစ်ရတာဖက်နှက်ပျောက်တာလည်းပြဿနာမဟုတ်ဘူးတော့ချိတ်ပျောက်တာလည်းပြဿနာမဟုတ်ဘူးအဓိကစနစ်တကြမထားခြင်းကပြဿနာဆိုတာမျိုးပေါ့နော်ဒီဒေါက်တာ Webson နဲ့ဒီရှားလုံးနဲ့ကိစ္စမှာဆိုရင်လည်းကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့မိုးကရွက်ဖြစ်တဲ့နဲ့အိတ်နေတယ်ကျွန်တော်တို့နိုးလာလို့ကြည့်ရင်မိုးကရွက်ဖြစ်တဲ့တာရှိရင်ကျဲတွေကိုမမြင်ရဘူးမရှိတော့လို့ကျဲတွေကိုမြင်ရတာဒါကြောင့်ကျွန်တော်တို့ရဲ့ problem ပထမဆုံးကြုံရတဲ့ပြဿနာကမိုးကရွက်ဖြစ်နေမရှိတော့ဘူးခိုးခံလိုက်ရပြီဆိုတဲ့ပြဿနာကိုကျွန်တော်တို့ကမမြင်မဲနဲ့ဟိုအဝေးကိုစဉ်းစားတဲ့ပြဿနာလေးကြုံရတာပေါ့နော်ဒါကြောင့်ကျွန်တော်တင်တဲ့ကလေးတွေဆိုလဲတခုခုဆိုရင်မင်းတို့ဘာကြောင့်ဖြစ်တာလဲဆိုတော့ရင်စဉ်းစားမင်းတို့ဘာကြောင့်စာတွေကိုမလုပ်ချင်တော့လဲရန်ကြီးပြင်းကြီးသွားတာလဲဘာကြောင့်ရန်ကြီးညင်းငွေသွားတာလဲဘာကြောင့်စခဲ့တုန်းကကြတော့ energy ရမ်းများပြီးတော့အလယ်လောက်မှာ energy ရော့သွားတာလဲဆိုတဲ့ပြဿနာကအားတို့တွေတခြားမိမမှန်ချင်းဘာချင်းအဲ့ဒါတွေဆိုတာတဲ့ငါတို့ရည်မှန်းချက်တွေမခိုင်ပါလို့ဆိုတာကိုကျွန်တော်ကဒီပြောပြရင်းနဲ့ဒါလေးကိုကျွန်တော်ရဲ့တခြားဒီညီငယ်ညီမတွေပေါ့နော်ကိုတိုးတက်ဖို့စဉ်းစားနေတဲ့လူငယ်တွေအတွက်ကျွန်တော်ကမူနာတေးသေးလေးနဲ့ knowledge sharing လုပ်တာဖြစ်ပါတယ်โอเคကျွန်တော်နောက်မှလည်းကျွန်တော်ကလေးတွေနဲ့ပြောတဲ့စကားလေးတွေကိုကျွန်တော်ကြိုးတက်တင်သွားမယ်နော်စီကိုဆင်ပြေပါစေကျွန်တော်ကတောင်းပန်ဖြစ်ပါတယ်ဗျတန်ဟုကွန်ပျူတာ training ရဲ့ founder ပါ